မင်္ဂလာပါ Long Life Kitchen မိသားစုများဒီနေ့ကတော့သမီးလေးတွေအတွက်ပေါ့နော်ဒီအိမ်မှာလှုပ်ရှားတဲ့ homemade hamburger လေးလှုပ်ရှားမှာဖြစ်တယ်နော်ဒီနေ့ကကျွန်မကအသားလေးတွေကိုတော့အစီအနည်းတယ်ပေါ့နော်80% lean နဲ့20% fat ပဲပါတယ်ပေါ့နော်အဲ့အမျိုးအစားလေးဝယ်ခဲ့တာဖြစ်တယ်တချို့ဟာကြောက်လဲ100%ရှိတယ်90%ပေါ့နော်အဲ့လိုမျိုးဒီအစီထုတ်ပြီးသားလေးတွေပေါ့နော်ဝယ်ထားတာတကယ်လို့သားသမီးတွေကိုကျွေးချင်တယ်ဆိုရင်တော့အဲ့အမျိုးလေးပေါ့နော်နည်းနည်းအစီလျှော့ပြီးသားဟာလေးတော့ဝယ်စေချင်လို့ဒီဗီဒီယိုလေးပြခြင်းဖြစ်ပါတယ်နော်စီလေးအိုးလေးကိုအပူလေးပေးလိုက်ပြီပေါ့နော်ဒီမှာဆိုရင် olive oil ဟိုဟာလေးဖြန်းတဲ့ဟာလေးပေါ့နော်စီလေးရှိတယ်အဲ့ဒါအရင်ဖြန်းလိုက်မယ်နော်ခဏလေးအုပ်ထားလိုက်မယ်နော်ဟိုဘက်ဒီဘက်လှန်ပေးမယ်နော်စီလည်းတပြေးထွက်လာပြီနော်သားလေးတွေပေါ့နော်ချက်သွားပြီဆိုရင်သူ့အပေါ်မှာသူတို့ကြိုက်တဲ့ cheese လေးတွေပေါ့နော်သူ့ရဲ့မီးအပူလေးနဲ့ပဲပြန်တင်ထားမယ်နော်ပြန်သူတို့ရဲ့အပူငွေလေးနဲ့ပဲပေါ့နော်ပြန်ပြီးမှ cheese လေးအရေးပြောဖို့အတွက်ခဏလေးစောင့်မယ်နော်ဒီလောက်အနေထားလေးဆိုရင်တော့သူတို့စိုက်နဲ့တက်တဲ့ပေါ့နော် cheese ကအရေးပြောတော့လည်းအနေထားဆိုရပြီဒါလေးကတော့ air fry လေးနဲ့အနည်းငယ်ပေါ့နော်စက္ကန့်30လောက်ပေါ့ကင်ထားတဲ့ပေါင်မုတ်ကလေးပါနော်ပေါင်မုတ်လေး2မျိုးကင်ထားတယ်နော်တစ်မျိုးကြတော့အနေတော်လေးပဲသူကကြတော့စက္ကန့်20လောက်ပဲကင်ထားတယ်ဒါလေးကြတော့ချွတ်ချွတ်ကလေးစားခြင်းနဲ့ပေါ့နော်ကလေးလေးတွေအတွက်လူကြီးတွေအတွက်လည်းပဲရတယ်ပေါ့နော်ဒီလိုမျိုးလေးကင်ထားပေးတယ်ချက်ထားပြီးသားအသားပြားလေးတွေကိုနော်ဒီပေါ်မှာတစ်ခါလေးတင်လိုက်မယ်နော်ကလေးတွေအတွက် onion လေးလည်းပဲနော်နည်းနည်းလေးကြော်လိုက်မယ် onion ပေါ်မှာ olive oil လေးအနည်းငယ်ဆန်းနေဆန်းလို့ရတယ်နော်ဒါကတော့ onion လေးပါနော်တော်တော်နီလေးတွေကိုစီဘူးလေးထိုးတာဖြစ်ပါတယ်ခုဆိုရင်တော့ hamburger လုပ်ဖို့အတွက်အားလုံးအဆင်သင့်ပဲနော်အရွက်ကလေးတွေအားလုံးအဆင်သင့်ဖြစ်ပြီး onion လေးလည်းအဆင်သင့်ဖြစ်ပြီးကင်ထားတာပါနော်ဒီအခါမှာတော့ tomato လေးလည်းအဆင်သင့်ပဲသူတို့ sauce လေးတွေပေါ့နော်သုံးချင်သုံးလို့ရတယ် mustard mayonnaise လေးပါ light ကိုပဲသုံးထားတယ်နော် ranch လေးကိုလည်းပဲသူတို့ကြိုက်တဲ့ဆိုလည်းသုံးလို့ရပါတယ်ဒီဆိုရင်တော့ဒီပေါင်မလေးအပေါ်မှာကျွန်မပေါ့နော်နည်းနည်းလေးဖြူလိုက်မယ်ဒီ cheese အပေါ်မှာ tomato လေးတွေထည့်မယ်ဒီတစ်ခါမှာ onion လေးတွေထည့်လိုက်မယ်ပြီးရင်သူတို့ကြိုက်တယ်ဆိုရင်တော့အရွက်ကလေးထည့်ပေးလို့ရတယ်နော်အရွက်ကလေးလည်းထည့်လို့ရတယ်ပြီးတဲ့အခါမှာတော့ဒီမှာကင်ထားတဲ့ဒီမှာလေးတွေထည့်လို့ရတယ်ဒါဆိုတော့ hamburger တစ်လုံးရပြီခုဆိုရင်တော့မိသားစုလေးစားဖို့